ဇန်နဝါရီအိမ်မက်တွေပြန်လဲရှင်တန်ရာလမင်္ဂလာပါစုံစီနှစ်ဖောက်ကကြုတ်ဆိုပါတယ်ဇန်နဝါရီလဆိုတာပြက်ကတင်ရဲ့စာမျက်နှာအသစ်တစ်ခုတည်းမဟုတ်ပဲကျမတို့ဘဝရဲ့အခွင့်အလမ်းအသစ်တွေကိုစတင်နိုင်တဲ့အချိန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကအခက်အခဲတွေအမှားအယွင်းတွေကိုသင်ခန်းစာဖြစ်ပဲခြံထားခဲ့ပါအခုဒီအချိန်ဟာသင်ပိုင်ဆိုင်ထားသောဘာမှမရေးရသေးတဲ့စာမျက်နှာအသစ်365မျက်နှာပါဒီစာမျက်နှာတွေပေါ်မှာဘလို့ဇာတ်လမ်းမျိုးရေးမလဲဆိုတာသင်ကိုယ်တိုင်ပဲဖန်တီးခွင့်ရှိတာပါအပြောင်းလဲဆိုတာတေးသေးလေးတွေကစကြရမှာပါရှင်မနက်ခင်းစောစောထတာစာအုပ်အသစ်တစ်အုပ်စဖတ်တာဒါမှမဟုတ်ကိုပိုချစ်လာတာမျိုးကနေစတင်လိုက်ပါသေးငယ်တဲ့ခြေလမ်းတိုင်းဟာကြီးမားတဲ့အောင်မြင်မှုစီကိုဦးတည်နေတာကိုမမေ့ပါနဲ့ရှင်ဒီနှစ်ဟာသင်အတွက်ပျော်ရွှင်ခြင်းတွေအောင်မြင်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့စုံစီနှစ်ဖားကဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲပျော်ရွှင်စရာနှစ်တစ်လေးဖြစ်ပါစေရှင်